ကစ္စတန်နိုင်ငံမှာတော့ကားဘက်ထရီပျက်စီးသွားတဲ့အခါအသစ်ဝယ်ယူဖို့ကုန်ကျစရိတ်ကြီးမားတာကြောင့်ဒရိုင်ဘာအများစုဟာကုန်ကျစရိတ်သက်သာစေဖို့အတွက်ပျက်စီးနေတဲ့ဘက်ထရီဟောင်းတွေကိုဒေါ်လာ20ခန့်သာပေးရတဲ့ပြန်လည်ပြုပြင်တဲ့အလုပ်ရုံတွေစီယူဆောင်သွားလိမ့်ရှိကြပါတယ်ပြုပြင်သူဟာဘက်ထရီရဲ့အပေါ်ဖုံးကိုဖွင့်ပြီးအောက်ဆီဒေးရှင်းကြောင့်မီးနက်နေတဲ့အတွင်းပိုင်းကဆဲအိုး6လုံးကိုဆွဲထုတ်ကအထက်ကပြားဟောင်းတွေကိုအသုံးမပြုတော့ဘဲကုန်ကျစရိတ်သက်သာစေဖို့အလုပ်ရုံလေးတွေမှာကိုယ်တိုင်ကိုယ်ကျလက်နဲ့ပြုလုပ်ထားတဲ့ပြက်အားတစ်တွေနဲ့အစားထိုးလဲလှယ်ပေးပါတယ်ကားဘက်ထရီတစ်ခုမှာဆဲတစ်ခုစီဟာနှစ်ဘိုးစီထွက်ရှိတဲ့ဆဲအိုး6လုံးပါဝင်ပြီးပြုပြင်သူကအဖိုးပြားနဲ့အမပြားတွေကိုလျှက်ကူးပစ္စည်းမပါတဲ့ကြားခံပြားတွေကြားကဒလက်စီစနစ်ကျစီစဉ်တက်ဆင်ရပါတယ်အဲ့ဒီနောက်မှာတော့စုစုပေါင်းဆဲနှစ်ဘိုးထွက်ရှိလာစေဖို့အတွက်အဲ့ဒီပြားအုပ်စု6ခုလုံးကိုစီးရီချိတ်ဆက်နိုင်မဲ့ခဲပက်လန်းတွေကိုကိုယ်တိုင်သုံးလုပ်ပြီးချိတ်ဆက်ပေးကဘက်ထရီခွန်ပြင်ပန်းကိုတေချာစွာဆေးကြောပြီးအတွင်းပိုင်းချိတ်ဆက်မှုတွေကိုအပူပေးထားတဲ့ပလတ်စတစ်ပြားလေးတို့အင်းနဲ့ပြန်လည်ပြုပြင်ပေးပါတယ်အဲ့ဒီဆဲအိုး6လုံးကိုဘက်ထရီခွန်နဲ့ပြန်လည်ထည့်သွင်းပြီးတဲ့နောက်ခဲငုတ်တွေကိုခေဆော်ကအပေါ်ဖုံးကိုအကြီးပြောနေတဲ့ပလတ်စတစ်နဲ့အပူပေးတံပြားကိုအသုံးပြုပြီးငြိမ်သက်လက်ဆုံနဲ့အမြန်ဆုံးပြန်လည်ပိတ်ဆို့ရပါတယ်ပြန်လည်တက်ဆင်ပြီးစချိန်မှာဘက်ထရီဟာဘိုးအားလုံးဝပြတ်တတ်မှာမဟုတ်ပဲအပြည့်အဝအားပြန်မသွင်းခင်နိုင်ရီတော့ကြအောင်တည်ငြိမ်အောင်ထားရမှာဖြစ်ပြီးဒီနည်းလမ်းဟာကြည့်ရတာရိုးရှင်းလာပေမဲ့ပြန်လည်ပြုပြင်ထားတဲ့ဘက်ထရီကိုစိတ်ချယုံကြည်စွာပြန်လည်အသုံးပြုနိုင်ဖို့အတွက်ကျွမ်းကျင်မှုနဲ့တိကျတေချာမှုအပြည့်အဝရှိဖို့လိုအပ်လာပါတယ်ဗျာ